အဲ့ဒီနောက်သူတို့ကပစ္စည်းတွေကိုစုဆောင်းပြီးလက်နက်တွေယူကာထွက်ခွာလာကြပြီးစခန်းထဲကိုရှုပ်ဝက်လမ်းကြောင်းကနေဝင်ကာကားကိုခိုးယူဖို့စီစဉ်ထားကြပါတယ်။ကျွန်းကိုတော့ကားထဲမှာစောင့်နေဖို့ပြောထားပြီးအဓိကစခန်းကိုရောက်ရှိနိုင်ဖို့ရှုပ်ဝက်လမ်းကြောင်းကနေဖြတ်သွားခဲ့ကြပါတယ်။စောင့်ချက်သူတယောက်ကိုရှင်းလင်းပြီးနောက်ထရက်ကားကိုမြင်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာကပ္ပတိန်စုကကွင်းထဲကိုလာပြီးလူအုပ်ကြီးကိုငါတို့မှလုံလောက်တဲ့ပစ္စည်းတွေရှိနေတာကြောင့်ဒီနေ့အားလုံးပျော်ရွှင်နိုင်ပါတယ်လို့လူတွေကိုဒီနေရာမှာဆွဲထားကျင်တာဖြစ်ပါတယ်။ဒါပေမဲ့ကင်ဆိုတဲ့လူကတော့တခုခုမားနေတယ်ဆိုတာကိုကြိုပြီးသတိထားမိနေခဲ့တာကြောင့်ကပ္ပတိန်စုပြန်ရောက်မဲ့အချိန်အခန်းထဲမှာစောင့်နေပြီးကပ္ပတိန်စုအခန်းထဲဝင်လာတဲ့အခါမှာတော့ဂျိုဒူဖုန်းကိုစပီကာနဲ့ဖုန်းကွယ်ထားလိုက်ရပါတယ်။အဲ့ချိန်မှာသတင်းပေးသူကတကားကိုတွန်းဖွင့်ပြီးဝင်လာတာကြောင့်ကင်ကသတင်းပေးတဲ့လူကိုစကားပြောနေတဲ့အချိန်မှာပဲကပ္ပတိန်စုကပြစ်တိုကိုထုတ်ပြီးသားဖြစ်နေခဲ့ပါပြီ။အဲ့ဒီနောက်သူကအခန်းထဲကနေအေးအေးဆေးဆေးထွက်သွားခဲ့ပေမဲ့ကျောင်းစောနဲ့မင်းကြောင်တို့ကတော့ကားရှိတဲ့နေရာကိုရောက်နေခဲ့ပါပြီ။သတင်းပေးရောက်လာတော့မင်းကြောင်ကပုံပြီးသူ့ကောင်းကိုတင်းနဲ့ချိန်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာစောင့်ချက်သူနှစ်ယောက်ကသတင်းပေးကိုတွေ့သွားပြီးဘာလို့ပွဲမလာတာလဲလို့မေးတော့အကြောင်းပြချက်ပေးပြီးရှောင်လိုက်ပေမဲ့အဲ့လူတွေကကားထဲမှာဖမ်းမိထားတဲ့လူကပွဲထဲမှာအရန်ရဲရဲနဲ့သူတယောက်ဖြစ်တယ်လို့ကြားလိုက်တဲ့အခါကျောင်းစောကရှမန်းမတည်သေးတာကိုတီးသွားတာကြောင့်ချက်ချင်းပြေးထွက်သွားခဲ့ပါတယ်။သူထွက်သွားပြီးနောက်ကပ္ပတိန်စုရောက်လာတဲ့အခါမင်းကြောင်နဲ့ရင်းနှီးခဲ့ဘူးတလို့မျိုးထင်ရပေမဲ့တင်းနဲ့ထုတ်ပြီးပြစ်ဖောက်လိုက်ပါတယ်။အဲ့လိုနဲ့မင်းကြောင်ကကားကိုနောက်ပြန်မောင်းပြီးသူ့ကိုဝင်တိုက်ကမြေပြင်ပေါ်လဲကျသွားအောင်လုပ်လိုက်ပြီးဂျိုဒူဖုန်းကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ရှမန်းကပွဲထဲမှာဇွန်ဘီတွေနဲ့ရင်ဆိုင်တိုက်ခိုက်နေရပြီးဇွန်ဘီတကောင်ကအော်ဟစ်ပြီးရှမန်းကိုဝင်တိုက်ခိုက်လာတဲ့အချိန်မှာကျောင်းစောကပြစ်ခတ်ပြီးရှင်းလင်းပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲသူကအဲ့ဒီနေရာကဇွန်ဘီအားလုံးကိုတခါတည်းရှင်းလင်းလိုက်ပြီးနောက်မှာတော့မီခိုပုံသုံးပြီးရှမန်းကိုကယ်ထုတ်လာခဲ့ပါတယ်။သူတို့ထွက်ပြေးလာတဲ့လမ်းမှာစစ်သားတွေကသူတို့ကိုတားဆီးပြီးရုတ်တရက်ပစ်ခတ်လာတာကြောင့်ဘေးတစ်ဖက်ကိုလှည့်ပြီးပုံလိုက်တဲ့အချိန်မှာဇွန်ဘီတကောင်နဲ့တိုးတာကြောင့်တိုက်ခိုက်နေခဲ့ရပါတယ်။တစ်ဖက်မှာတော့ရှမန်းကတင်းနက်ကိုကောက်ယူပြီးလာနေတဲ့စစ်သားတွေကိုပြန်ပစ်ခတ်လိုက်ပါတော့တယ်။အဲ့နောက်တော့သူကတင်းနက်ကိုကျောင်းစောစီကိုပစ်ပေးလိုက်တဲ့အခါဇွန်ဘီတွေကိုပြီးစီအောင်ပစ်ခတ်နေတဲ့အချိန်ပုံနေရဲ့ကင်းကရှမန်းကိုပစ်ခတ်လိုက်တာကြောင့်ရှမန်းအသက်မဲ့သွားခဲ့ရပါတယ်။ကျောင်းစောကအခြားစစ်သားတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာကင်းကတိတ်တဆိတ်သူ့ဘက်ကိုပြန်ချိန်ပြီးထပ်ပစ်ဖို့ကြိုးစားတဲ့အချိန်မှာပဲမင်းကြောင်ကကားနဲ့ပြေးဝင်လာပြီးကျောင်းစောကိုကယ်ထုတ်သွားနိုင်ခဲ့ပါတယ်။ကျောင်းစောတို့ကကားနဲ့ထွက်ပြေးနေတဲ့အချိန်မှာကပ္ပတိန်စုလည်းအပြင်ဘက်မှာတတိပြန်လည်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာကင်းတို့ကထွက်လာဖို့ပြင်နေကြပေမဲ့ကျောင်းစောတို့ကတော့ဇွန်ဘီတွေနဲ့လမ်းပေါက်ပိတ်နေခဲ့ပါပြီ။ဇွန်ဘီတွေများလုံးတာကြောင့်ပြန်မထွက်တတ်တော့အချိန်မှာကျွန်းရဲ့ကားရောက်လာပြီးမီးလင်းနဲ့ဟွန်းတန်တွေနဲ့အာယုံလွဲပေးနိုင်ခဲ့ပါတယ်။မင်းကြောင်လည်းအဲ့ချိန်မှာထွက်လာနိုင်ခဲ့ပြီးဘိုးတော်ကြီးကတော့မီရှူမီပန်းတွေနဲ့အာယုံလွဲအောင်ထပ်လုပ်လိုက်ပါတယ်။ကားနှစ်စီးလုံးကစိတ်ကမ်းဘက်ကိုမောင်းနေကြတဲ့အချိန်မှာကင်းတို့ရဲ့အဖွဲ့ကသူတို့ကိုလိုက်မိလာပြီးကောင်းကင်ထဲကိုမိကြီးတွေပစ်လွတ်လိုက်ကြပါတယ်။အလင်းကြောင့်ဇွန်ဘီတွေကအသက်ဝင်လာပြီးအများကြီးထွက်လာပါတော့တယ်။ဒီလိုနဲ့တရားအောက်ကိုဝင်သွားတဲ့အချိန်မှာကျောင်းစောကမှန်ကိုပစ်ခတ်လိုက်ပြီးဇွန်ဘီတွေထွက်ကြလာအောင်လုပ်ကကင်းတို့အဖွဲ့ကိုပိတ်မိအောင်တားထားနိုင်ခဲ့ပါတယ်။ဇွန်ဘီအုပ်စုထဲမှာပြန်မထွက်နိုင်တော့တဲ့ကင်းတို့အဖွဲ့ကတော့အဆုံးသတ်သွားခဲ့ရတာပေါ့။အဲ့နောက်မှာတော့ကျောင်းစောကဂျိုဒူဖုန်းကိုထုတ်ပြီးစိတ်ကန်းကတင်မောနဲ့ဆက်သွယ်လိုက်ပါတယ်။တင်မောစီကိုရောက်ခါနီးချိန်မှာပဲကပ္ပတိန်စုကကျွန်းရဲ့ကားကိုဝင်တိုက်ပြီးကျွန်းကိုကားထဲကနေဆွဲထုတ်ကဓာစာခံဖြစ်ဖမ်းထားလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာကလေးလေးကအယုတ်ကားကိုထိန်းချုပ်ပြီးဝင်တိုက်လိုက်တာကြောင့်ကပ္ပတိန်စုကလည်းကလေးလေးကိုပစ်ခတ်လိုက်တဲ့အခါဘိုးတော်ကြီးကကာကွယ်ပေးလိုက်ပြီးဒဏ်ရာကြောင့်တေဆုံးသွားခဲ့ရပါတယ်။မင်းကြောင်ကတင်းနက်ကိုကောက်ပြီးပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ခြေထောက်ကိုထပ်မံပစ်ခံလိုက်ရပြီးကပ္ပတိန်စုကတော့ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။အဲ့ဒါနဲ့ကားမောင်ရင်တင်မောပေါ်တက်လာတဲ့အခါဂန်စတာတွေကနှုတ်ဆက်ပြီးကပ္ပတိန်စုကိုအဆုံးသတ်လိုက်ပါတော့တယ်။အသက်ထွက်ခါနီးချိန်မှာပဲကားကိုနောက်ပြန်မောင်းသွားတာကြောင့်တင်မောတကားနဲ့ညက်သွားခဲ့ရပြန်ပါတယ်။အဲ့ဒီအချိန်မှာဇွန်ဘီအများပြားကတင်မောဘက်ကိုပြေးလာနေကြပါတယ်။တစ်ဖက်မှာတော့အဘိုးအိုကဒဏ်ရာပြင်းထန်ပြီးတေဆုံးခါနီးခြေနေဖြစ်နေတဲ့အချိန်မှာပဲလေထဲကနေဟယ်လီကော်ပတာတန်ကြားတာကြောင့်ကလေးလေးကမိဘန်းတွေကိုမိညီကကောင်းကင်ထဲကိုပစ်လွတ်လိုက်ပါတယ်။ဟယ်လီကော်ပတာရဲ့အာယုံဆိုင်မှုကိုရသွားတာကြောင့်ကျောင်းစောကကလေးလေးကိုချီပြီးပြေးသွားခဲ့ပါတယ်။အတန်ကြောင့်ဇွန်ဘီတွေကလည်းအရက်ရက်ကနေဝိုင်းဝန်းလာကြပေမဲ့မင်းကြောင်ကတော့ကားထဲကိုတက်ပြီးကားဟွန်ဒီကဆွဲဆောင်ခဲ့ပြန်ပါတယ်။အတန်ရှိရာကိုလာပြီးစုအောင်ခဲ့ကြပေမဲ့ကျောင်းစောကကလေးတွေနဲ့ရဟတ်ရင်နားကိုရောက်နေခဲ့ပါပြီ။ကလေးမလေးကကယ်ဆယ်ရေးဖွဲ့ကိုသူ့မိကိုလည်းကယ်ပေးပါလို့တောင်းဆိုပေမဲ့ကယ်ဆယ်ရေးဖွဲ့ကတော့ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။ဇွန်ဘီတွေဝိုင်းအောင်နေတာကြောင့်သူ့ကိုယ်သူအဆုံးသတ်ပစ်ဖို့ပဲတွေးထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းစောကရှေ့ကိုပြေးဝင်ပြီးတင်းနက်ကိုပစ်ဖောက်လိုက်တာကြောင့်အတန်ကြားလိုက်တဲ့မင်းကြောင်ကအသက်ရှင်နိုင်မဲ့မျှော်လင့်ချက်ပြန်တက်လာပါတော့တယ်။သူမကဇွန်ဘီတွေကိုအယူမူပစ်ခတ်တိုက်ခိုက်နေတဲ့အချိန်မှာကျောင်းစောကလည်းသူမစီကိုရောက်လာပြီးမီခိုပုံးတွေကိုပစ်လိုက်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့မီခိုတွေကြားကနေသူတို့အားလုံးလွတ်မြောက်နိုင်ခဲ့ပါတယ်။သူတို့အားလုံးဟာရဟတ်ရင်နဲ့ထွက်ပြေးနိုင်ခဲ့ပြီးဇလန်းကဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like နဲ့ subscribe လုပ်ပေးခဲ့ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။